ဇလန်းအစမှာတော့တန်ငါတဲ့နှစ်ယောက်ကသူတို့ရဲ့ငါးဖက်လင်ငယ်လေးနဲ့အတူငါးဖမ်းကြရင်ပင်လယ်မိတ်ဆာတွေနေထိုင်တယ်လို့ယုံနှန်းပုံမြင်ရရှိတဲ့ကျွန်းတစ်ကျွန်းနောက်ရောက်လာပါတယ်။လူကြီးကရေပုံးနဲ့ရေတွေကိုတွန်းနေရင်ပင်လယ်မိတ်ဆာတစ်ကောင်ကသူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေကိုခိုးနေတာကိုမြင်လိုက်ရပါတယ်။ပင်လယ်မိတ်ဆာကောင်လေးကလူတွေသူ့ကိုတွေ့သွားလို့ရေတွေကိုငုတ်သွားရင်တန်ငါတဲ့ရဲ့ငါးဖမ်းပိုက်မှာညှိသွားပါတယ်။တန်ငါတဲ့တွေကပိုက်ကိုအတင်ဆွဲတင်ကြပေမဲ့အကောင်လေးကလွတ်သွားပါတယ်။ရုံးကြီးဆိုင်ခက်ဖြစ်ရင်တန်ငါတဲ့ရဲ့ဓာတ်ဆက်ပြန်တဲ့ပစ္စည်းအချို့ကရေထဲကျသွားတဲ့အခါတန်ငါတဲ့တွေကလည်းသူတို့ကိုပင်လယ်မိတ်ဆာတွေပြန်လာတိုက်ခဲ့မှစိုးရင်ပြီးအဲ့ဒီနေရာနဲ့အများဆုံးထုတ်ခွာသွားကြပါတယ်။သူ့နာမည်ကတော့လူကာပါ။လူကာကလူတွေပင်လယ်မိတ်ဆာလို့ခေါ်တဲ့ရေအောက်မှာနေထိုင်တဲ့ရေသူမျိုးနွယ်အကောင်လေးတစ်ယောက်ပါ။လူကာတို့မျိုးနွယ်တွေကလည်းလူတွေကိုကုန်းမိတ်ဆာလို့ခေါ်ပြီးအပြန်အလှန်ကြောက်နေကြတာပါ။တနေ့မှလူကာကအမေကြောင့်ခိုင်းထားတဲ့ငါးတွေလွတ်သွားလို့တကောင်စီပြန်ဆုနေရပြီးရေမိုးတွေအများပြရှိရာနေရာကိုသွားပါငါးတွေကိုကြောက်နေပါတယ်။ငါးကြောင်းနေရင်လူသားတွေရဲ့ကြောက်ကြံတဲ့ပစ္စည်းအချို့ကိုရှာတွေးခဲ့ပါတယ်။ဆဆဆူဆူကန်ကြည့်နေတော့ရေပြင်ပေါ်မှာတင်မော်တစီဖြတ်သွားတာကိုတွေ့လိုက်ရလို့ကုန်းမိစာရီလာနေပြီလို့ဆိုပါသူ့ရဲ့ငါးလေးတွေနဲ့အတူကြောက်တုံးတွေချားတဲ့ဝင်ပုံးလိုက်ပါတယ်။လူကာကလူသားတွေကိုကြောက်ပေမဲ့ပင်လယ်ပြင်ပေါ်မှာဘလို့အရာတွေရှိနေနိုင်မလဲဆိုတာကိုအမြဲသိချင်ခဲ့ပါတယ်။ပင်လယ်ပြင်ပေါ်ကိုတက်ထိဖို့ကိုလည်းစိတ်ကူးရင်ခဲ့ပြီးအမေကသူ့ကိုခေါ်နေတော့တွေးတောတာတွေရက်ပြီးရထားတဲ့ပစ္စည်းလေးတွေကိုကြောက်ဆောင်နေကြတဲ့မှာဖွက်ထားခဲ့ပါတယ်။ငါးတွေကိုတိမ်ပြီးပြန်ဖို့အလုံးမှာနောက်တစ်စိတ်ဝင်စားစရာပစ္စည်းတွေတစ်ခုကိုထပ်တွေးလိုက်ပေမဲ့နောက်မှလာကြည့်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။အိမ်ကိုရောက်တော့အမေကသူ့ကို2မိနစ်လောက်ချလို့ဆိုရင်ဆူပါတယ်။နောက်တော့စားတော့ဝိုင်းမှာလူကာကဘာမှမစားပဲတွေးနေတာကြောင့်လူကအဖွားကဘာတွေတွေးနေတာလဲလို့မေးပါတယ်။လူကာလည်းလှေတွေကဘယ်ကလာရလဲလို့အရေးဆုံးပြီးအဖွားကိုမေးလိုက်ပါတယ်။အဖွားကတော့ကုန်းမိစာတွေနေတဲ့မြို့တွေကနေလာတာသူအဲ့ဒီမြို့ကလူတစ်ယောက်ကိုဖဲနိုင်အောင်ရိုက်ပူးတယ်လို့ဖြေခဲ့ပါတယ်။လူကအမေကတော့အဖွားကိုတားခဲ့ပြီးအဖွားကတော့သူ့မိကအသက်ပြည့်နေပြီးဒါတွေကိုတိတိနေပြီလို့ပြောပါတယ်။လူကာကတော့စိတ်လို့ချသွားပြီးဒါဆိုအဖွားကပုံစံပြောင်းပြီးကုန်းမော်ကိုသွားဖို့လည်းပေါ်လို့ထပ်မိပါတယ်။ဒါပေမဲ့လူကာအနေကဆက်မပြောဖို့တောင်းခဲ့ပြီးစကားစားကိုဖျက်လိုက်ပါတယ်။အဒီနောက်စားတော့ပြီးတဲ့အခါလူကာကငါးထက်ကြောင်မှုအပြင်ကိုထွက်သွားပါတယ်။လူကာကသူမြင်ခဲ့တဲ့ပစ္စည်းတွေကိုကန်သွားချင်ရင်သူ့လိုပဲဆဆဆူရှိတဲ့ရေသူကောင်လေးအယ်ဘတ်တိုနဲ့တွေ့ဆုံခဲ့ပါတယ်။အယ်ဘတ်တိုကလူသားတွေရဲ့ရေငုံမှုဆောင်ဝတ်ထားတာကြောင့်လူကာကကုန်းမိတ်ဆာလို့ထင်ပြီးလန့်သွားပါတယ်။အယ်ဘတ်တိုကလည်းလူသားတွေရဲ့ပစ္စည်းကိုလာရှာတာဖြစ်ပြီးပစ္စည်းတွေကိုယူကကုန်းမော်ကိုတက်သွားပါတယ်။လူကာကတော့ကုန်းမော်ရောက်တာနဲ့ပုံစံပြောင်းသွားတဲ့အယ်ဘတ်တိုကိုကြည့်ပြီးအံ့ဩနေပါတယ်။အယ်ဘတ်တိုကသူ့ကိုကကုန်းမော်ကိုဆွဲတင်လိုက်တာကြောင့်လူကာကစိတ်လို့ရှာပြီးကြောက်နေခဲ့ပါတယ်။ဒါပေမဲ့ကုန်းကြီးဘော်ကတဘာဝလှပတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့လူကာကအံ့ဩမြင်သက်သွားခဲ့ပါတယ်။နောက်နေ့တွေမှာတော့အယ်ဘတ်တိုကလူကာကိုကုန်းမော်ထုတ်ခေါ်သွားပြီးအတွေ့အကြုံမရှိသေးတဲ့လူကာကိုလမ်းလျှောက်နေစတင်ပေးပါတယ်။နောက်တော့အယ်ဘတ်တိုကသူနေတဲ့နေရာကိုခေါ်သွားပြီးကုန်းမော်ကစပေါင်းထားသမျှတွေကိုလူကာကိုပြပါတယ်။လူကာကတော့ပစ္စည်းတွေဆက်စုရင်ဓာတ်ဆက်ပြားကိုစိတ်ဝင်စားနေပါတယ်။အယ်ဘတ်တိုကအဲ့ဒါကပြစ်နေပြီလို့ပြောတဲ့လူကာကပြုတ်နေတဲ့အတန်လေးကိုကောက်တက်လိုက်ပြီးရှောက်လှည့်လိုက်ပါတယ်။ချက်ကန်းဆန်အိုးတိုပြီးဆက်ကပြန်ကောင်းသွားတဲ့အခါမှာဓာတ်ဆက်ပြားကနေတချင်းတန်ထွက်လာတာကိုနားထောင်ရင်လူကာကဓာတ်ကုန်တစ်ပုံကိုစိတ်ဝင်စားတော့ပါတယ်။အယ်ဘတ်တိုကတော့အဲ့ဒါကို Vespa လို့ခေါ်ပြီးအဲ့ဒီပုံကိုတက်ထိုင်လိုက်ရင်ကဘာကြီးရဲ့ဘယ်နေရာကိုမဆိုသွားလို့ရတယ်လို့ပြောပြလိုက်ပါတယ်။လူကာကတော့ Vespa ဆိုတာလွတ်လပ်မှုလို့သဘောပေါက်သွားပြီးသူ့ရဲ့စိတ်ကူးထဲမှာစီးချိနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့လူကာကအမေစုမကြောက်လို့အင်ပြန်ဖို့လုပ်ခဲ့ပေမဲ့အယ်ဘတ်တိုက Vespa ကိုကိုယ်တိုင်ဖန်တီးနေတာကြောင့်သူ့ဘာဝိုင်းကူပေးညနေဆောင်သွားပါတယ်။သူတို့လိုချင်တဲ့ Vespa ကိုရှိတဲ့တသားအတူအစလေးတွေနဲ့ဖန်တီးနိုင်ခဲ့ပြီးလူကာကတော့ဒီ Vespa ကပုံတွေကဟာထက်တာပုံမိုက်ကြောင်ပြောပြီးအံ့ဩနေပါတယ်။ဒါပေမဲ့ရုတ်တရက်သူပြန်ရမယ်ဆိုတော့တတိယသွားပြီးအိမ်ကိုအပြေးပြန်ခဲ့ပါတယ်။အိမ်ကိုရောက်တော့အမေကလူကာကိုဘယ်ရီတိုဝေထိုးနေလို့နောက်ချနေရတယ်ဆိုပြီးမေးတာကြောင့်လူကာအကျက်ရိုက်နေလို့အဖွားကသူ့လူကာကိုပင်လယ်သွားသည့်ရှာခိုင်းလိုက်တာလို့ဝင်ပြောပေးလိုက်ပါတယ်။နောက်နေ့တွေမှာလည်းလူကာကကုန်းပေါ်တက်ပြီးအယ်ဘတ်တိုစီကိုလာပါတယ်။သူတို့ခံတီးထားတဲ့ Vespa နဲ့တောင်ဝန်းပေါ်ကနေဆင်းဖို့အယ်ဘတ်တိုကပြောတာကြောင့်လူကာကကြောက်လို့ညင်းလိုက်ပါတယ်။အယ်ဘတ်တိုကတော့ Vespa နဲ့တောင်ဝန်းပေါ်ဆင်းကြည့်ခဲ့ပြီး Vespa ကမခိုင်တာကြောင့်အောင်မရောက်ခင်ပဲတစားစီဖြစ်ပြီးရေထဲပြုတ်ကျသွားပါတယ်။နောက်နေ့တွေမှာတော့ပိုကောင်းတဲ့ Vespa ကိုဖြူလို့ပြီးနှစ်ယောက်အတူစီးကြပါတယ်။ဒီတစ်ခါမှာတော့အောင်မြင်သွားပြီးသူတို့နှစ်ယောက်စလုံးကောင်းကင်မှာပြန်ခွဲရတဲ့ခံစားချက်ကိုသဘောကျခဲ့ကြပါတယ်။ယနေ့ရောက်တော့သူတို့တောင်ဝန်းပေါ်ကနေချိုးစီးခဲ့တဲ့အကြောင်းတွေကိုပြန်ပြောရင်တကယ် Vespa ကိုရရင်ကောင်းမှာပဲလို့နှစ်ယောက်သားတွေးမိကြပါတယ်။နောက်တော့ပန်းကြီးထဲမှာ Vespa အစ်စ်တစ်စီးကိုစီးနေပြီးနောက်တဲ့ Vespa တွေနဲ့လည်းပြိုင်မောင်းနေတယ်လို့စိတ်ငြိရနေက Vespa နဲ့မိုးပေါ်ကိုပြန်သွားချိန်ထိတ်လန့်စရာတွေပြောင်းသွားပြီးလူကာကအိမ်မက်ကနေလန့်ငိုလာပါတယ်။လူကာနဲ့အယ်ဘတ်တိုတို့ကစိတ်ကူးနေရင်အိပ်ပျော်သွားကြတာပါ။လူကာနိုးလာတော့ညအရင်နဲ့နေပြီးဖြစ်ပြီးသူ့ကိုအမေဆူတော့မယ်ဆိုတာကိုသိနေပါတယ်။တကယ်လဲသူအိမ်ပြန်ရောက်တော့အမေကသူ့ကိုဆူပါတယ်။လူကာဖွက်ထားတဲ့လူသားတွေရဲ့ပစ္စည်းတွေကိုလည်းတွေ့သွားတာကြောင့်လူကာကုန်းပေါ်ကိုသွားနေဆိုတာကိုသိသွားပြီးတီတရာဒီကိုလူကာရဲ့ဦးလေးအန်ကယ်ဦးကိုနဲ့ရေနက်ပိုင်မှာသွားနေခိုင်းပါတယ်။လူကာကမနေချင်ဘူးပြောတော့အမေကထက်နေရင်နောက်တဲ့200ဒီ300ဒီလောက်သွားနေခိုင်းမယ်လို့ပြောတာကြောင့်လူကာကစိတ်ဆိုးသွားပါတယ်။မနေ့ရောက်တော့အယ်ဘတ်တိုစီကိုသွားပြီးသူ့ရဲ့အခက်အခဲတွေကိုပြောပြပါတယ်
Alberto ကတော့သူနဲ့အတူနေဖို့ပြောပေမဲ့လူကာကမရဘူးသူ့အမေလာရှာလိုက်မယ်လို့ပြောပါတယ်။အဲ့ဒါဆို Alberto ကလူကအမေလာရှာလို့မရအောင်လူသားတွေနေတဲ့မြို့ထဲမှာတွားနေကြဖို့ပြောပါတယ်။လူကာကအစကတော့ကြောက်လို့ညင်းနေပေမဲ့ Alberto ကအဲ့ဒီမှာသူတို့လိုချင်တဲ့ Vespa တွေအများကြီးရှိရလို့ပြောတာကြောင့်လူကာကစိတ်ဝင်စားသွားပါတယ်။ဒီလိုနဲ့နှစ်ယောက်သားလူသားတွေနေထိုင်ရာမြို့လေးစီတို့ရေကူးလာကြပါတယ်။နှစ်ယောက်သားရုပ်တည်ကြီးနဲ့မြို့ထဲကိုရှောက်သွားကြပြီးသူတို့ကြားကုန်းနားဝရှိတဲ့စကားတွေနဲ့အဖွားကြီးနှစ်ယောက်ကိုနှုတ်ဆက်လိုက်ပါတယ်။သူတို့ပြောလိုက်တာကနှုတ်ဆက်စကားမဟုတ်ပဲရိုင်းစားတဲ့စကားဖြစ်နေတော့ဆိုစီအထူထောင်ခံလိုက်ရပါတယ်။မြို့လေကိုရောက်တော့လူကာကသူတို့မျိုးနွယ်တွေကိုလူသားတွေဖမ်းဆီးနေတဲ့ရုပ်ထုကိုမြင်ပြီးချက်ချင်းကြင်ကြဖို့ Alberto ကိုပြောပါတယ်။ဒါပေမဲ့လူတစ်ယောက် Vespa စီးလာတာကိုမြင်ပြီးစိတ်ပြောင်းသွားပြန်ပါတယ်။ Vespa ကိုသွားကြည့်ဖို့လုပ်ရင်ကလေးတွေစောင့်နေတဲ့ဘောလုံးကလူကာတို့နားရောက်လာပါတယ်။လူကာကကလေးတွေကိုဘောလုံးပြန်ကန်ပေးလိုက်ပေမဲ့ Alcovi ရဲ့ Vespa ကိုသွားထိပါတယ်။ Alcovi ကသူပြန်ပွဲကနိုင်လို့ရခဲ့တဲ့ Vespa ကိုဘသူကထိရတာလဲလို့ချိန်သွားခဲ့ပါတယ်အဲ့လိုကြောင့်ပဲလူကာက Alcovi ရဲ့အနိုင်ကျင့်တာကိုခံရပြီးကောင်မလေးတယောက်ကဝင်ကင်လိုက်ပါတယ်။ကောင်မလေးနာမည်ကဂျူလီယာဖြစ်ပြီးဂျူလီယာကလူကာတို့ကိုပြန်ပွဲဝင်ကန်ဖို့လာတာလားလို့မေးပါတယ်။လူကာတို့ကတော့ပြန်ပွဲဆိုတဲ့အဓိပ္ပာယ်ကိုတော့နားမလည်ကြပေမဲ့ Alcovi ရဲ့ Vespa ကိုအဓိကနေရခဲ့တယ်လို့ပြောတာကြောင့်စိတ်ဝင်စားသွားပြီးပြန်ပွဲအကြောင်းဂျူလီယာကိုမေးပါတယ်။ဂျူလီယာကသူတို့မျိုးရဲ့သုံးဆင့်ပြန်ပွဲမှာနိုင်ရင်စုငွေရမယ်လို့ရှင်းပြပါတယ်။ Alberto ကတော့သူတို့လိုချင်တာငွေမဟုတ်တာကြောင့်ထွက်သွားဖို့လုပ်ချင်လူကာကငွေနဲ့ Vespa ဖြစ်နိုင်လားလို့မေးကြည့်ခိုင်းပါတယ်Alberto ကလည်းဂျူလီယာကိုငွေနဲ့တခုခုလဲလို့ရလာလို့မင်းရီတော့လူကာက Vespa အစ်စ်တစည်းကိုလည်းမျိုးထုတ်ပြပါတယ်။ဂျူလီယာကတော့မရဘူးဒါပေမဲ့ဒါမျိုးတော့ရမယ်ဆိုပြီး Vespa အစုပ်တစည်းကိုလည်းမျိုးထုတ်ပြလိုက်ပါတယ်။ဘလို့နေလူကာတို့ကတော့သူတို့လိုချင်တဲ့ Vespa ကိုရမယ်ဆိုတာနဲ့ထိပေါက်တို့ပြောသွားကြပြီးပြန်ပွဲကိုဝင်ကန်မှုဆုံးဖြတ်ခဲ့ကြပါတယ်။ပြန်ပွဲက3ရက်ဝင်ကန်ရမှာဖြစ်ပြီးရေကူးတာစပိန်စီယာနဲ့ပါစတာစားပြန်ရမှာပါ။ဒါပေမဲ့နှစ်တိုင်း Alcovi ရပဲနိုင်ပြီးဂျူလီယာကတော့ Alcovi ကိုထိမရတာကြောင့်လူကာတို့နဲ့ဖွဲ့လိုက်ပါတယ်။ဂျူလီယာကလူကာကိုစပိန်စီတင်ပြီး Alberto ကိုတော့ရေကူးခိုင်းပါတယ်။ဒါပေမဲ့ Alberto ကရေကိုထိလိုက်ရင်ရေသူကောင်လေးအဖြစ်ပြောင်းသွားမှာဖြစ်လို့ရေမကူးတတ်ဘူးလို့ပြောပြီးငင်းပါတယ်။လူကာကသူတို့ဟာအိမ်ကြီးတွေဖြစ်ပြီးသူ့အမေကသူ့ကိုအဝေးတနေရာပို့တော့မှာကြောင့်သူ Vespa ကိုရမှဖြစ်မယ်လို့ဂျူလီယာကိုပြောပြပါတယ်။အဲဒါကြောင့်ဂျူလီယာကလူကာကိုစပိန်စီတာပြန် Alberto ကပါစတာစားတာပြန်သူကတော့ရေကူးတာပြန်မယ်လို့ဆိုပြီးတာဝန်ကိုစီခွဲပေးခဲ့ပါတယ်။ပြီးတော့လူကာတို့ကိုသူ့အိမ်ခေါ်သွားပြီးညစာကျွေးခဲ့ပါတယ်။ဂျူလီယာအဖေကလည်းတန်ဟာတဲ့တယောက်ဖြစ်ပြီးစုချင်းမှုအတွက်ပင်လယ်မိတ်စာတွေကိုဖမ်းကျင်နေသူပါ။ဂျူလီယာကလူကာတို့ကိုအဖေနဲ့မိတ်ဆက်ပေးပြီးပြန်မဝင်မဲ့အကြောင်းပြောပြပါတယ်။ဒါပေမဲ့ဂျူလီယာအဖေကတော့ဂျူလီယာကိုထပ်မတိုင်စေချင်တော့ပါဘူး။ပြန်ပွဲဆောင်ဂျူလီယာကိုစိတ်မညစ်စေချင်တယ်လို့ပြန်ပွဲဝင်ဖို့ကလည်းဝင်ကြီးလိုသေးတာကြောင့်သူ့မှာမရှိတဲ့အကြောင်းပြောပါတယ်။ဂျူလီယာကတော့သူငားတွေကိုစူးစမ်းပြီးပိုရောင်းပေးမယ်လို့ပြောပေမဲ့ဂျူလီယာအဖေကတော့သူငားတွေအများကြီးမရှာနိုင်တော့တဲ့အကြောင်းကိုပြောပါတယ်။ဒါကိုကြားတော့လူကာတို့ကသူတို့ငါဖက်ကိုကူညီပေးမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းလူကာရဲ့မိဘတွေကလူကာကိုရှာဖို့ကုန်းပေါ်ကိုတက်လာနေကြပါပြီ။ကန်းစက်မှာထိုင်နေတဲ့ကလေးတယောက်ကိုလူကာထင်းပြီးရေထဲပစ်ချလိုက်ပေမဲ့လူသားလေးတယောက်ဖြစ်နေပါတယ်။နောက်ထပ်မျိုးတွေကကလေးတွေကိုလည်းရေထဲပစ်ချပြီးလူကာပေါင်လာလိုက်ရှာနေခဲ့ပါတယ်။လူကာတို့ကတော့သူတို့ပြောထားတဲ့အတိုင်းဂျူလီယာအဖေကိုငါးတွေအများကြီးကူဖမ်းပေးခဲ့ပြီးတိုင်ဝဲအတွက်စိတ်ရင်းသွားပေးကြပါတယ်။တိုင်ဝဲအတွက်လိုအပ်တာတွေကိုတော့ဂျူလီယာကစနစ်တကျသင်ကြားပေးပါတယ်။အယ်ကိုဗီကတော့သူနဲ့မရှင်ပြိုင်နိုင်အောင်လူကာတို့ကိုအငြင်းဒုက္ခပေးဖို့ကြံစည်ခဲ့ပါတယ်။လူကာတို့ကလည်းလူတွေကြားမှာသူတို့ရဲ့တရုတ်အဖန်မပေါ်အောင်နေတဲ့အယ်ကိုဗီကိုရှောင်ရတဲ့ဒုက္ခတွေများနေပါတယ်။ဒါပေမဲ့သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ Vespa ကိုရအောင်ယူမယ်ဆိုတဲ့စိတ်နဲ့ပြိုင်ပွဲအတွက်အမြဲလေးချင်းခဲ့ပါတယ်။လူကာနဲ့ဂျူလီယာကလည်းပုံမရင်းနှီးလာကြပြီးဂျူလီယာကလူကာမသိသေးတဲ့အကြောင်းအရာတွေအများကြီးရှင်းပြပါတယ်။တညမှာလူကာနဲ့အယ်ဘတ်တိုတို့ကသူတို့လိုချင်တဲ့ Vespa လေးကိုမကြခင်ပင်ဆိုင်ရတော့မှကိုတွေ့ပြီးစိတ်ကူးရင်နေကြပါတယ်။လူကာက Vespa ကိုရရင်ဂျူလီယာအကြောင်းကိုတွားလိုက်မယ်အကြောင်းပြောတာကြောင့်အယ်ဘတ်တိုကသူတို့လိုပင်လယ်မိတ်ဆာတွေကကြောင်းတက်ဖို့မလိုဘူး။ကလေးတွေကသူတို့ရဲ့ငါးမျက်နှာကိုမြင်သွားရင်ဘယ်လိုလုပ်မလဲလို့ဆိုပြီးစကားများနေကြတော့မှအယ်ကိုဗီရောက်လာပြီးလူကာတို့ကိုပြန်မဝင်ပြိုင်ဖို့အယ်ဘတ်တိုကိုထိုးချိတ်ပြီးတတိပေးခဲ့ပါတယ်။လူကာရဲ့မိဘတွေကတော့လူကာကိုရှာမတွေ့လို့မျိုးလယ်မှာစိတ်ပြက်လက်ပြက်ထိုင်နေကြလို့လူကာတို့စပိန်စီးတာကိုတွေ့သွားပါတယ်။လူကာလည်းသူ့မိဘတွေကိုတွေ့တော့စပိန်ကိုအညံနှင်းသွားခဲ့ပြီးသူ့ရဲ့တနေ့တာစပိန်စီးလေ့ကျင့်တဲ့ဆက်ချင်းကိုတော့ချိုးနိုင်ခဲ့ပါတယ်။ဂျူလီယာကတော့လူကာကိုချီးကျူးခဲ့ပြီးအယ်ဘတ်တိုကတော့လူကာကသူ့ထက်ဂျူလီယာကိုပိုပြီးခင်သွားမှာကိုမနာလို့ဖြစ်နေပါတယ်။အဒီနောက်လူကာကဂုံးစည်းကိုနင်းဖို့ကြောက်နေတာကြောင့်အယ်ဘတ်တိုကလူကာကိုမကြောက်ဖို့ပြောပြီးအောက်ကိုတစိုးတို့နင်းချသွားပါတယ်။ဂုံးစည်းကြီးဖြစ်နေတော့အရှိန်ကများပြီးနှစ်ယောက်လုံးရေထဲကိုကျသွားပါတယ်။ပင်လယ်နားမှာအယ်ကိုဗီတို့အဖွဲ့ကလည်းစုငွေအထွတ်ပင်လယ်မိတ်ဆာတွေကိုဖမ်းဖို့ဆိုပြီးလိုက်ရှာနေကြပါတယ်။လူကာတို့ကတော့ရေပေါ်ပြန်တက်လာပြီးအချင်းချင်းစကားများရင်ဖြစ်ကြပါတယ်။အကြောင်းကတော့လူကာကြောက်တက်ချင်တဲ့ကိစ္စနဲ့ပါ။ဂျူလီယာရောက်လာတော့လူကာကသူ့ဂျူလီယာနဲ့အတူကြောက်တက်ချင်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဂျူလီယာကလည်းပျော်သွားခဲ့ပြီးအယ်ဘတ်တိုကတော့ကျောင်းကလူမျိုးစုံကိုလက်ခံလာအထူးသဖြင့်ပင်လယ်မိတ်ဆာတွေကိုပေါ်လို့ဆိုပြီးရေထဲကုန်ချလိုက်ကသူ့ရဲ့တရုတ်အပံကိုပြလိုက်ပါတယ်။ပင်လယ်မိတ်ဆာအဖြစ်ပြောင်းသွားတဲ့အယ်ဘတ်တိုကိုမြင်တော့ဂျူလီယာကလန့်သွားခဲ့ပြီးလူကာကတော့သူ့ရဲ့ပုံစံအမှန်ကိုဂျူလီယာကိုမသိစေချင်တာကြောင့်အယ်ဘတ်တိုကိုလက်ညှိုးထိုးပြီးပင်လယ်မိတ်ဆာချီလို့អော်လိုက်ပါတယ်
အယ်ဘတ်တိုကတော့သူ့ရဲ့တူးရဲတငယ်ချင်းဖြစ်တဲ့လူကာကတစ္ဆာဟုတ်ခဲ့လို့အရန်ကိုဝမ်းနေသွားပါတယ်။အတန်ကြတော့အယ်ကိုဝီတို့ပါရောက်လာပြီးအယ်ဘတ်တိုကိုမဲရီနဲ့ဝိုင်းပြစ်ကြလို့အယ်ဘတ်တိုခင်ဗျပင်လယ်ထဲကိုထွက်ပြေးသွားပါတယ်။လူကာကလည်းသူ့ရဲ့ပုံစံအမှန်ကိုကြကြမကုန်းကွယ်နိုင်ခဲ့ပါဘူး။အိမ်ပြန်ရောက်တော့ဂျူလီယာကသူတို့မှလူတယောက်လိုသွားတာကြောင့်ပြန်မဲကိုမပြိုင်ချင်းတော့ပါဘူး။လူကာကတော့သူတို့နှစ်ယောက်ပဲရအောင်ပြိုင်မယ်ဆိုပြီးတစိုးထိုးတွေပြောနေခဲ့ကဂျူလီယာပြောတာတွေကိုနားမထောင်တာကြောင့်ဂျူလီယာကသူ့ကိုရင်းနဲ့ပတ်လိုက်လို့သူ့တရုပ်အမှန်နဲ့ပေါ်သွားပါတယ်။ဂျူလီယာကတော့လူကာကိုမကြောက်ပေမဲ့လူကာအန်လီရရှိတာကြောင့်မျိုးကနေထွက်သွားခိုင်းပါတယ်။လူကာလည်းမျိုးကနေထွက်လာပြီးအယ်ဘတ်တိုရှိတာအိမ်ကြီးစီကိုပြန်လာခဲ့ပါတယ်။အယ်ဘတ်တိုကတော့လူကာကိုစိတ်ဆိုးနေခဲ့ပြီးလူကာကနေရန်ပေါ်ကအမှတ်သားတွေကိုတွေ့သွားခဲ့ပါတယ်။အယ်ဘတ်တိုကိုမေးကြည့်လိုက်တော့အမှတ်သားတွေကအယ်ဘတ်တိုတယောက်တည်းဖြစ်တန်းခဲ့ရတဲ့နေရွက်တွေဆိုတာကိုနားလည်သွားပါတယ်။အဲဒါကြောင့်လူကာကအယ်ဘတ်တိုနဲ့သူ့ရဲ့စိတ်ကူးတွေကိုပုံကွန်နိုင်ဖို့မျိုးကိုပြန်သွားပြီးပြန်ပွဲကိုဆက်ပြန်မှုဆုံးဖြတ်ခဲ့ပါတယ်။ဂျူလီယာကတော့လူကာတော့မရှိတော့လို့တယောက်တည်းပဲစည်ရင်းပေးခဲ့ပြီးလူကာကလည်းပွဲကိုအချိန်ကြီးစည်ရင်းလာပေးပါတယ်။ဒီလိုနဲ့ဂျူလီယာနဲ့လူကာကတယောက်စီဖြစ်သွားပြီးပြန်ပွဲ၃ဆင့်လုံးကိုပြန်ရပါတယ်။ပထမအဆင့်ရေကူးပြန်ပွဲမှာဂျူလီယာကလူကာအတွက်စိုးရိမ်နေပေမဲ့လူကာကအယ်ဘတ်တိုရဲ့ရေငုံဝှစ်စုံနဲ့ထွက်လာပါတယ်။အယ်ကိုလီကတော့လူကာကိုရေကူးဝှစ်စုံမဝင်နိုင်ဘူးလားဆိုပြီးဆောင်ပြောင်ခဲ့ပါတယ်။လူကာကဝှစ်စုံတော့ရေအုပ်ကနေလမ်းလျှောက်လာခဲ့ပြီးပြန်ပွဲဝင်ခဲ့ပါတယ်။ပထမအဆင့်ကိုအောင်မြင်ပြီးကြော်ဖြတ်ပြီးတဲ့နောက်ဒုတိယအဆင့်အနေနဲ့ပါစတာစားပြိုင်ပါတယ်။လူကာကခရင်မကင်တက်လို့ဂျူလီယာကဖျပေးပါတယ်။ဂျူလီယာကအရင်ဆုံးစားပြီးသွားလို့နောက်ဆုံးအဆင့်ဖြစ်တဲ့စပိန်စီးပြိုင်နေပါတယ်။လူကာလည်းအမြင်စားပြီးစပိန်ကိုနင်းလာပါတယ်။အတက်မှာနှီးလုံးနဲ့ဂျူလီယာကိုလှောင်နေတဲ့အယ်ကိုဗီကိုလည်းလူကာကကြော်တက်သွားပါတယ်။စပိန်စီးရဲ့နေရာမှာလူကာကအားလုံးကိုကြော်လာနိုင်ပေမဲ့ကန်တီယာကလူကာကိုမျက်နှာသာမပေးခဲ့ပါဘူး။ရုတ်တရက်မိုးရွာလာတာကြောင့်လူကာအမိုးတစ်ခုအောက်မှာဝင်ခိုလိုက်ရပါတယ်။အဲ့ဒီအချိန်အယ်ဘတ်တိုကလူကာကိုကူညီဖို့ထီးစုလေးတစ်ချောင်းနဲ့ရောက်ချလာပါတယ်။ဒါပေမဲ့ကောက်ချစ်တဲ့အယ်ကိုလီကအယ်ဘတ်တိုကိုကန်လိုက်တာကြောင့်ထီးကလွင့်သွားပြီးအယ်ဘတ်တိုရဲ့တရုတ်အမှန်ကိုဒူလီတိသွားပါတယ်။အယ်ကိုဗီကလည်းပြိုင်ပွဲကိုစော့မပြိုင်တော့ပဲအယ်ဘတ်တိုကိုဖမ်းဖို့စူးစမ်းခဲ့တာကြောင့်လူကာကသူ့တရုတ်အမှန်ကိုထုတ်ပြလိုက်ပြီးတငယ်ချင်းကိုကဲထုတ်သွားပါတယ်။အယ်ကိုဗီကတော့ဇဲမလျှော့ပဲလူကာတို့ကိုအတင်ရအရှင်ရလိုက်ဖမ်းပါတယ်။အယ်ကိုဗီကလူကာတို့ကိုမေရီနဲ့ဖြစ်တော့မဲ့အချိန်ဂျူလီယာကစပိန်ကိုအချိန်နဲ့နင်းလာပြီးအယ်ကိုဗီကိုဝင်တိုက်ပစ်လိုက်ပါတယ်။အယ်ကိုဗီနဲ့တူဂျူလီယာပါအချိန်နဲ့လဲကျသွားပါတယ်။လူကာတို့လည်းစပိန်ကိုရက်ပြီးဂျူလီယာကိုတွားထုတ်ပေးကြပါတယ်။လူတွေကလူကာတို့ကိုဖမ်းဖို့လုပ်တဲ့အချိန်ဂျူလီယာအဖေကကာဝယ်ပေးခဲ့ပြီးလူကာတို့ရဲ့စပိန်ကလည်းပန်းဝင်သွားခဲ့တာကြောင့်အနိုင်ရသူအဖြစ်ကြေညာလိုက်ပါတယ်။အယ်ကိုဗီကတော့မခံမရနိုင်ဖြစ်နေခဲ့ပြီးကောက်ချစ်တဲ့အယ်ကိုဗီကိုတငယ်ချင်းတွေကပါအဖြစ်ပေးခဲ့ကလူကာတို့ကိုကာဝယ်ပေးခဲ့ပါတယ်။နောက်တော့လူကာမိသားတွေပါရောက်လာပြီးလူကာကိုဖွင့်ဖက်ခဲ့ကြပါတယ်။လူကာတို့ကတင်ပွဲမှာလည်းအနိုင်ရသွားခဲ့ကလူတွေကလည်းလူကာတို့ရေသူမျိုးနွယ်တွေကအန်ဒီရဲ့မရှိချောင်းကိုတီးခဲ့ရပြီးသူတို့ကိုကဘာမှလက်ခံပေးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့လူကာနဲ့အယ်ဘတ်တိုတို့ကစူချင်းငွေနဲ့ Vespa တပန်ရန်လေးကိုဝယ်စည်းနိုင်ခဲ့ကြပြီးလူကာကလည်းဂျူလီယာကြောင့်မတက်ခွင့်ရခဲ့ပါတယ်။အယ်ဘတ်တိုကိုလည်းလူကာမိဘတွေကစောင့်ရှောက်ပေးခဲ့ပြီးဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။